ဗုဒ္ဓဥဒသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်ဗုဒ္ဓဥဒသမီများအတွက်ပတ်စဉ်တောက်ကြနေညနေ6နာရီဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တေရောနမိတ်တေရောကံကြမ္မာဖြစ်ပါတယ်ပြီးကြတဲ့ဘက်တွေတုန်းကကျွန်တော်အနေနဲ့ဒီအတန်ဝင်နေလို့အတန်နာနေလို့ရိုက်ကူးရမလို့ဖြစ်ပါအောင်နော်ဒီတစ်ပတ်မှာလည်းပဲရှင်းတော့မပြောက်သေးဘူးဒါပေမဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေစူးစမ်းပြီးတော့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ယူရောမင်္ဂလာချန်ကနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါချင်ပါတယ်။နံပါတ်1ကတော့ဗုဒ္ဓဦးနေ့ဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာချန်ပိတ်ရဖြစ်ပါတယ်။တနင်္ဂနွေနေ့မနေ့7 နာရီမှာတော့ခင်မွန်ကြီး10ပါအလူရရပွဲရှိပါတယ်။အင်္ဂါနေ့နဲ့စနေနေ့မှာတော့ကျွန်တော်နဝင်းပွဲရရရှိပါတယ်။အင်္ဂါနေ့ညမှာတော့ဓာတ်ကြီးလေးပါအလူရရပွဲပြုလုပ်ပါတယ်။ကြာသပတေးနေ့မနေ့မှာခေါင်းစဉ်မင်္ဂလာရရပြုလုပ်ပြီးတော့တောက်ကြနေ့မနေ့မှာတော့တရားပွဲရရရှိပါတယ်။လစဉ်1ရက်နေ့ကနေပြီးတော့10ရက်နေ့ဒီပြည်တွင်းလက္ခဏာဆရာပြတင်တန်းနေရှိပါတယ်နော်။အဲ့တော့တင်တန်းတက်ခြင်းတဲ့လူတွေလည်းပဲ1ရက်နေ့ကနေ10ရက်နေ့အတွင်းကျွန်တော်တင်တန်းစဉ်တင်တန်းလာတက်လို့ရပါတယ်။ကြိုပြီးတော့အာမှာပါနော်။အဲ့တော့အကြောင်းမျိုးနဲ့ယူရောမင်္ဂလာချန်ကိုမလာရောက်နိုင်တဲ့လူတွေကတော့တဲ့ကျွန်တော်တို့ဆက်သွယ်ပြီးတော့ပြည်တွင်းမေးမြန်းလို့ရပါတယ်။ဒါဗုဒ္ဓဥဒသမီးများအတွက်ကျွန်တော်တဲရော့ကက်လေးတွေ9ကက်ပေါ့နော်ခြားထားခြင်းဖြစ်ပါတယ်။ပထမဆုံးကြားတဲ့ကက်ကတော့ဒါရှင်ပြန်ထမြောက်ပါ။တော့ဗုဒ္ဓဥဒသမီးတွေရဲ့အလုတ်ကိုင်းစီးပွားရေးကံကြမ္မာအတွက်ရှင်ပြန်ထမြောက်ကကြပါတယ်နော်။ဒီကကကြတော့ဘာကိုပြောချင်တာလဲဆိုတော့ကိုယ်ဆိုင်ပိုးခဲ့တဲ့အသေးပွင့်တွေကိုတဲ့ပြန်နေပြီးတော့ရိတ်သိမ်းရမယ်အချိန်အထိပ္ပယ်ရပါတယ်အလုပ်တွေအောင်မြင်မလားဆိုရင်အရင်ကတည်းကအသေးချာကြိုးစားအားထုတ်ခဲ့တဲ့အလုပ်တွေဆိုရင်အခုချိန်မှာအံ့ဩစရာကောင်းတော့အောင်မြင်နိုင်မယ်နော်ဒီရင်တော့ဘာလုပ်ခဲ့လဲပေါ့ဒီရင်တော့ဘာမလုပ်ဘူးဆိုရင်တော့လူမှစပြီးတော့လုပ်ရမယ်သဘောရှိပါတယ်နောက်ယာရုတိုးတာတွေလာသာတိုးတာတွေနာမည်ကောင်းရတာတွေအဲ့ဒါတွေကတော့သေချာပေါင်းကြုံပါလိမ့်မယ်နောက်တိုးချက်ပြီးတော့လောက်ကင်တင်လာဆိုရင်တဲ့အသစ်ဆက်ဆက်အလုပ်တစ်ခုကိုစောက်လုပ်တာတဲ့အသစ်ဆက်ဆက်အခုမှစလုပ်တာတဲ့အရင်ကကိုကျွမ်းခဲ့ပြီးတဲ့အလုပ်ဟောင်းတို့ပညာဟောင်းတွေကိုပြန်ပြီးတော့အသက်သွင်းပြီးတော့တိုးချဲ့တာကအကောင်းဆုံးအောင်မြင်ဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့ကိုယ်အနေနဲ့အတိတ်ပဲကတော့ကိုယ်အနေနဲ့အလုပ်ကိုင်းတွေရှားပါနေတယ်ပေါ့ဘာလို့မှမသိဘူးဆိုရင်ငါတို့ကဘာလုပ်ခဲ့လဲဘယ်နေရာမှာလုပ်ခဲ့လဲအဲ့ဒါတွေနဲ့ပြန်ပြီးတော့ဆက်သွယ်ချိတ်ဆက်ပြီးတော့ကြိုးစားအထုတ်တင်ပါတယ်လုပ်ရင်ကောင်းမကောင်းဆိုရင်တော့အင်မတန်မှကောင်းပါတယ်နော်နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့တေရောနမိတ်ကကြတော့ the star တဲ့ star ဆိုတာဒူဝင်ကျဲနမိတ်ပါပဲအဲ့တော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ဒူဝင်ကျဲတဲ့နမိတ်ထွက်တာပေါ့နော်အဲ့တော့ဆွေမျိုးတွေနဲ့ဆက်ဆံရေးအရန်ကိုကောင်းမွန်နေတတ်ပါတယ်အရင်တော့အထင်လွဲမှုတွေစကားများတာတွေရှိခဲ့ရင်အခုချိန်မှာအားလုံးပြည်လဲသွားပါလိမ့်မယ်နော်ဆွေမျိုးရဲ့စီကနေကိုယ့်အတွက်အကူအညီတွေမျှော်လင့်ချက်ရောင်ကြီးတစ်တွေရလာနိုင်ပါတယ်ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုမိသားစုဆွေမျိုးတွေကနားလည်ပေးပြီးတော့နှွေးတွေ့ဖေးမှကူညီကြမဲ့အချိန်ကာလဖြစ်ပါတယ်ဒါကြောင့်ဆွေမျိုးသားချင်းတွေနဲ့ဆက်ဆံရေးပေါင်းသင်းဆက်ဆံရေးတွေကတော့အေးစစ်စစ်လေးနဲ့ဆောင်ရွက်တင်ပါတယ်ပေါ့နော်နံပါတ်3ကကျတော့ကျွန်တော်တို့ဘုရားသားသမီးတွေအတွက်လူမှုရေးပေါ့လူမှုရေးနဲ့ပတ်သက်ရင်တော့သူကကင်းသွားမြင်းသီးရဲမဲ့သင်္ကေတနမိတ်ကြပါတယ်ဓာတ်ကင်ထားတဲ့မြင်းသီးရဲမဲ့နမိတ်ပါသူကဓာတ်ကင်ပြီးတော့အချိန်ပြင်းပြင်းနဲ့ဒုံတိုင်းပြင်းနေတဲ့သူရဲ့ကောင်းနမိတ်ပါလူမှုပေါင်းသင်းဆက်ဆံရေးမှာအနည်းငယ်သတိထားပါမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မိတ်ဆွေတွေထဲမှာစိတ်လိုက်မှန်ပါလှုပ်တတ်သူစကားကိုတဲတိုးပြောတတ်သူတွေရှိနေတတ်ပါတယ်ကိုယ်တိုင်ကလည်းဒီချိန်မှာစိတ်လောနေတဲ့အတွက်တကယ်ချင်းမိတ်ဆွေတွေနဲ့စကားများပြီးတော့အငင်းပွားတာမျိုးတွေလွယ်ကူနဲ့ဖြစ်သွားတတ်တာပေါ့နော်ဒါကြောင့်လူမှုရေးမှာကိုယ်ကစကားတစ်ခွန်းမပြောခင်နှစ်ခါပြန်ပြီးတော့စဉ်းစားပါလို့အကြံဉာဏ်ပေးတင်ပါတယ်ဒါဗုဒ္ဓဥဒသမီးတွေရဲ့လူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကံမှာကြတော့ကျွန်တော်တို့ဘာကြလဲဆိုတော့မျောစင်ဆိုတဲ့နမိတ်ကြတော့နော်မျောစင်ဆိုရဲတိုက်ကြီးတစ်ခုပြိုပြက်နေတဲ့နမိတ်ဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်ရင်အရန်ကိုသတိထားမဲ့အချိန်ကာလပါပဲရုပ်တရက်ငွေထွက်စရာတွေအမျောလင်းထားတဲ့ကုန်ကြစရိတ်တွေအများကြီးပေါ်ပေါက်တတ်တယ်အကျွေးတွေရမလားပေးစရာကြီးတွေပေးနိုင်မလားရစရာကြီးတွေရမလားဆိုရင်တော့ကိုရစရာကြီးတဲ့ငွေတွေကအကျွေးတွေကအခက်အခဲတားဆီးတွေရှိနေပါပြီကိုပဲစရာရှိရင်လည်းအတင်းအကျပ်
အတောင်းခံရတာမျိုးကြုံတတ်ပါတယ်ထီပေါက်မပေါက်ဆိုရင်ဒီချိန်မှာကန်ဆန်းဖို့အချိန်မဟုတ်သေးပါဘူးတဲ့ငွေကြေးကိုစွန့်စားပြီးတော့ရင်းနှီးမြုပ်နှံတာထီထိုးတာမျိုးတွေကိုတော့ခေတ္တရှောင်ကျဉ်သင့်ပါတယ်ကြီးတဲ့ငွေကိုစနစ်တကျထိန်းသိမ်းထားဖို့အထူးလိုအပ်တဲ့အချိန်ပါပဲနော်အဲ့တော့ဘိုးတို့သားသမီးတွေပတ်စံတွေကတော့လောဆယ်ထိန်းတော့ကျမ်းမာရေးပေါ့ကျမ်းမာရေးနဲ့ပတ်သက်တော့ခွက်ပလားသုံးလုံးကိုတဲ့ကိုင်းမြောက်ပြီးတော့အောင်ပွဲခံတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်ကျမ်းမာရေးအရန်ကောင်းပါတယ်ပေါ့နော်ယောဂဗျာတွေကင်းရှင်းမဲ့စိတ်ရှင်လန်းတက်ကြွသတိထားမဲ့အချက်လေးတခုအဓိကပျော်ပွဲရွှင်ပွဲစားတော့ခြင်းလို့ပြတဲ့အတွက်အစားလွန်တာတဲ့နော်ဘိုးတို့သားသမီးတွေအစားလွန်တာနော်အချိုလွန်တာအရက်သေးတာတောက်စားလွန်တာလွန်ခဲ့ပြီးတော့ဖြစ်တတ်ပါတယ်တဲ့အစာအိမ်ယောဂသွေးကြိုယောဂမျိုးတွေကိုသတိထားပြီးတော့ဆင်ခြင်သင့်ပါတယ်ပညာရေးနဲ့ပတ်သက်တဲ့သင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေဘာသာရေးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ဓာတ်သုံးလက်နမိတ်ကြတာပေါ့နော်နှလုံးသဲနှလုံးမှာဓာတ်သုံးလက်နမိတ်စိုင်းတဲ့နမိတ်ဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စသင်တန်းကိစ္စတွေမှာတဲ့ကိုမျောလင့်ထားသလိုမဖြစ်လာလို့စိတ်ပြက်ဝမ်းနည်းရတာမျိုးစာမေးပွဲမှာအမှတ်မကောင်းလို့စိတ်ဓာတ်ကြတာမျိုးတွေဖြစ်တတ်ပါတယ်သင်တန်းတွေတဝက်တစ်ပြက်နဲ့နားလိုက်ရတာမျိုးတွေဖြစ်တတ်ပါတယ်ဘာသာရေးအပိုင်းမှာကြတော့ဒီလိုစိတ်သောကရောက်နေတဲ့အချိန်မျိုးမှာတရားထိုင်တာတွေနောက်ဖရာတရားလှုပ်တာတွေဟိုမိတ်ဆွေတွေရဲ့နှလုံးသားတန်ရာတွေကိုအကောင်းဆုံးပူဇော်ပေးတင်ပါတယ်တဲ့နော်နောက်အခြေအိမ်တော်ကြီးပေါ့အခြေအိမ်တော်ကြီးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ကျဲပွင့်6ပွင့်တဲ့နမိတ်ကြတယ်ကျဲပွင့်6ပွင့်နမိတ်ကကြတော့အင်မတန်မှကောင်းသောနမိတ်ဖြစ်ပါတယ်အခြေအိမ်တော်ကြီးကတော့အင်မတန်မှမျှတပြီးတော့အဆင်ပြေပါတယ်အပေးယူမျှတခြင်းကိုကိုးစားပြုတယ်ကိုချစ်သူအိမ်အောင်ဘက်ကကို့ဘမှာငွေကြေးဖြစ်စေစိတ်ပိုင်းဆိုင်ရာရဖြစ်စေကုညီထောက်ပံ့ပေးမဲ့အချိန်ခါပါပဲတယောက်ခက်ခဲဖြစ်နေရင်တယောက်ကဖေးမှကူညီပေးမဲ့နားလည်မှုရှိတဲ့အခြေရေးနားလည်မှုရှိတဲ့အိမ်တော်ရေးမျိုးပိုင်ဆိုင်ရပါလိမ့်မယ်ဒါကတော့ဘုဒ္ဓသားသမီးတွေအတွက်တပတ်တာကာလကံကြမ္မာတွေဖြစ်ပါတယ်ဘုဒ္ဓသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာနဲ့အနဲ့ရောင်နဲ့ညီညွတ်ရောင်ကောင်းတဲ့ခုနှစ်ကနန်းသုံးကနန်းကောင်းတယ်ထညက်ခဲဆယ်ကဲမြတ်စွာဘုရားကိုကတ်လူပူဇော်ပြီးတော့ဆုတောင်းမှာအញ្ញံကြိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဘာသာရေးမင်းသင်္ကာရဲ့ကြီးပရောက်ပရိလေးပါကိုယ့်ရဲ့အလုပ်ကိုင်ဉာဏ်စီစိတ်ကူးတွေကိုမြန်မြန်ဆန်ဆန်ပြည်စည်းပြမြောက်အောင်မြင်စေတဲ့လေးဖြစ်ပါတယ်ဒါကတော့လက်ပတ်လေးတွေပေါ့နော်ဝါစိန်နီကျမကြီးကောင်းမှုတံပြန်စပါးနဲ့လှုပ်ထားတယ်အဝါရောင်လက်ပတ်လေးပါဒါကြတော့စီးပွားရေးကောင်းမှုငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေဖို့အတွက်အစိမ်းရောင်လက်ဖွဲ့လေးဖြစ်ပါတယ်ဒါကတော့အခြေအိမ်တော်နဲ့ပတ်သက်တဲ့လက်ဖွဲ့လေးဖြစ်ပါတယ်လက်ဖွဲ့3ခုတိကျွန်တော်ထိုးထားပေးတာပေါ့နော်ဒါလက်ပတ်လေးတွေပေါ့လက်မှာပတ်လို့ရတယ်ဒါတော့ဆက်လွယ်လေးပါအဆောင်ဆက်လွယ်လေးယောက်ျားလေးတွေလည်းလွယ်လို့ရတယ်မိန်းကလေးတွေလည်းလွယ်လို့ရပါတယ်ဒါတော့ဝါစိန်နီစမဖျောင်းနိုင်ဒါဈေးဆိုင်တွေအတွက်လုပ်ပေးထားတာပါလုပ်ငန်းရှင်တွေတစ်နေ့တစ်တိုင်းထုံးရတာပေါ့နော်ငွေပေးငွေယူလုပ်ငန်းတို့ဟိုလုပ်ငန်းတွေအတွက်တစ်နေ့တစ်တိုင်းထုံးရင်ကိုယ့်ရဲ့လုပ်ငန်းတွေမှာအောင်မြင်စေတာပေါ့ဒါတော့ယရနာဒီပန်ဆိုတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်တော်တော်လေးအမှုဖြစ်တာတို့ယာတုတို့အိမ်ချမ်းမြေတိုက်တာဆောင်းရောင်းတာစတဲ့ကို့မှာအရေးကြီးတယ်ဖြစ်မှဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အခါမျိုးမှာအဋိဌံပြီးထိုးရတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်ဒါတော့ချစ်ထုံးမပြေတဲ့ပီယာဈေးလေးပါဒါတော့ဇီးသားရောင်းမှလေးပါဒါဒူးလေးအဆောင်ပါဒါလေးတွေကတော့ကျွန်တော်ရဲ့တင်ထားတော့ဒါလေးတွေကိုဩဒရန်ရိုက်တဲ့ချိန်လေးမှာထည့်ပြောပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေဗုဒ္ဓသာသမီပေါင်းကိုကျမ်းမာစိတ်ချမ်းသာလို့ရဆန္ဒပြေပါစေလို့နော်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်